အားလုံးပဲမင်္ဂလာပါတိုးဘီအနီမီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကိုနိုဟာရွာရဲ့ legendary ဆန်နယ်3ဦးထဲမှာတိုးဖြစ်တဲ့ဂျီယန်ရဲ့အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ဂျီယန်ဟာဆိုရာမြောက်ဟိုကာကဲနဲ့တစ်ချိန်ချိန်မှာညဉ့်ညဉ့်ကြီးကိုယူလာပြီးမှနောက်လိုလိုကိုပညာသင်ကြားပေးခဲ့သူလည်းဖြစ်တယ်လို့နောက်လိုရဲ့ခေါင်းဝင်ဖိုင်ဆိုလည်းမမှားပါဘူး legendary ဆန်နယ်လို့ပြောတဲ့ဂျီယန်ရဲ့ငယ်ဘဝလည်းထင်တယ်လို့တော့မလွယ်ကူခဲ့ပါဘူးတတိယမြောက်ဟိုကာကဲဆာရူတိုဘီဟီရိုဇန်လက်အောက်မှာအော်ရိုချီမာရူနဲ့ဆူနာရဲတို့လေ့ကျင့်ခဲ့ရသူဖြစ်ပါတယ်ဟာတညံချီပြီးအများနဲ့ပြောင်းလဲဆက်နေနေတဲ့သူဖြစ်ကဆူနာရဲအော်ရိုချီမာရူထက်ညံ့တဲ့သူလည်းဖြစ်ပါတယ်အသင်းရဲ့ပထမဆုံးလေ့ကျင့်ခန်းအတွက်ဟီရိုဇန်ခေါင်းလုံးစတက်မှုပြုလုပ်ခဲ့ပြီးဟီရိုဇန်ရဲ့ထောင်ချောက်တွေအောင်မှာအချင်းချင်းလေ့ကျင့်ခဲ့ပြီးခေါင်းလုံးမရရှိပဲပြည်တိုင်နေတဲ့ငုံနဲ့ချီခံခဲ့ရအော်ရိုချီမာရူကိုအများနဲ့အားကြခဲ့ရသူဖြစ်ပြီးဆူနာရဲ့အရှိမအထင်ကြီးကျင်ခံတဲ့ကောင်လေးကတော့ဘာပဲဖြစ်ဂျေဆုကိုထုတ်သွင်းနိုင်ခဲ့ပါတယ်ဆူနာတဲကိုတစ်ဖက်သက်ကြိုက်နေရဖြစ်ပြီးဆူနာတဲရဲ့အသိမပြုခံခြင်းတဲ့ကောင်လေးတယောက်ဆိုလည်းမမှားပါဘူးဟီရိုဇန်ကသူ့ဆီကနေခြူလုံးတွေယူခိုင်းတဲ့လေ့ကျင့်ရေးမှာလည်းဂျီယန်ကရှောင်းနေပြန်ပါတယ်ဟီရိုဇန်အမြဲတမ်းပြောင်းဆက်နဲ့ခက်ညံ့ကောင်လေးတယောက်ကိုကြိုးစားကျင်လောက်မိုက်ဆာဆင့်ကိုဂျေဆုကိုတုံးပြလိုက်ပါတယ်အဲ့ဂျေဆုကိုသူလက်တက်ချင်တယ်ပြောပြီးဟီရိုဇန်ကဆင်းကောဂျေဆုတုံးနိုင်ဖို့ဆိုချာဂါရီရင်အားကောင်ကိုတိဆောက်နိုင်ဖို့နဲ့အခုထက်လေ့ကျင့်ဖို့လိုတယ်လို့ပြောလိုက်ပါတယ်အိုရိုချီမာရူနဲ့ဆူနာရဲနဲ့အတူတူတန်မာလာမယ်ဆိုပြီးဂျီယန်ဟာချာဂါရီတိဆောက်နိုင်အောင်လေ့ကျင့်ခဲ့ပါတယ်ဂျီယန်ဟာပြင်းထန်တဲ့လေ့ကျင့်ပြီးချာဂါရီကိုထိန်းချုပ်တတ်နိုင်ခဲ့ပါတယ်သူချာဂါရီကိုထိန်းချုပ်နိုင်ပြီးဆင်းကောဂျေဆုတုံးနိုင်ပြီဆိုပြီးဟီရိုဇန်ကိုပြောလိုက်ပါတယ်ဆင်းကောဂျေဆုတုံးဖို့ဆိုရင်ဆင်းကောကောင်တကောင်ကောင်နဲ့တွေးစာချုပ်ချုပ်ဆိုထားဖို့လိုအပ်ပါတယ်အဲ့ဒါကိုမသိတဲ့ဂျီယန်ဟာတွေးစာချုပ်မချုပ်ဆိုထားတဲ့အကြောင်းဆင်းကောဂျေဆုတုံးတဲ့အချိန်မှာဆင်းကောကောင်ရောက်လာမယ်စားဖားရည်နေတဲ့မြို့ကိုဦးတောင်ကိုရောက်သွားခဲ့ပါတယ်မြို့ကိုဦးတောင်မှာဖားမြရဲ့ဆရာဖြစ်တော့ဖားဆရာကြီးဖူကာစာကုတန်မှာပညာသင်ရင်ပေါ်တီဘော့ဆာခက်ညံ့ကောင်လေးတယောက်ဟာခက်ခက်နဲ့လေ့ကျင့်ရင်ဖားရည်နဲ့တွေးစာချုပ်ချုပ်ဆိုနိုင်ခဲ့သလိုစာကဲမှုတို့ကိုပါသင်ကြားခဲ့ပြီးတက်မြောက်ခဲ့ပါတယ်စာကဲမှုတို့ကိုတက်မြောက်ပြီးနောက်ဂျီယန်ဟာတိုက်ပွဲအတွင်းမှာဖားမြကိုမဟာမင်းများဖြင့်စစ်ခေါ်နိုင်တာကြောင့်တုတ်စာကဲလို့လည်းလူသိများကြပါတယ်မြို့ကိုဦးတောင်မှာလေ့ကျင့်ခဲ့တဲ့ဂျီယန်ကိုဖားရည်အားလုံးရဲ့ဆရာကြီးဖြစ်တဲ့ Great တုတ်စာကဲမှာတစ်ချိန်ချိန်မှာဂျီယန်ဟာကဘာကြီးကိုကဲတင်မဲ့ကလေးကိုလမ်းညွှန်ပေးနိုင်လိမ့်မယ်လို့လည်းဟောခဲ့တော့ခဲ့ပါတယ်ဂျီယန်ကအိုရိုချီမာရူဆူနာရဲတို့၃ယောက်ဖွဲ့ဟာဒုတိယနေရာကဘာစစ်ပွဲကြီးမှာအတူတူတိုက်ပွဲဝင်ခဲ့ကြပြီးမိုးလန်းရံကိုတိုက်ရိုက်တဲ့တိုက်ပွဲမှာမိုးလန်းရံခေါင်းဆောင်ဟန်ဆိုနဲ့တိုက်ခိုက်ခဲ့ကြပါတယ်ဟန်ဆိုဆိုတာအဲ့ဒီခေတ်ကဟိုကာကဲလောက်ကိုစမ်းအားကြီးတဲ့သူကဂျီယန်ကအိုရိုချီမာရူဆူနာရဲသူတို့၃ယောက်ရဲ့နေရာဆိုင်ရွေကြောင့်ဟန်ဆိုကသူ့ကိုဒီလောက်ထိတိုက်ခိုက်နိုင်တဲ့သူတို့၃ယောက်ကိုရပောင်းရရဲ့ legendary ဆန်နယ်ဆိုပြီးတော့ညှို့ဆိုခဲ့ပါတယ်တိုက်ပွဲပြီးမှစင်မီပါမဲ့ကလေး၃ယောက်ကသူတို့စီချင်းခဲ့ပြီးနင်ကျဲစုတင်ပေးဖို့တောင်းဆိုခဲ့ပါတယ်အဲ့ကလေး၃ယောက်ကတော့နာဂါတိုယာယီကိုနဲ့ကိုနံပဲဖြစ်ပါတယ်ဟိုလိုချီမာရူကစစ်ပေးမဲ့ကလေးတွေရဲ့ခန္ဓာချက်တွေကအလွန်တနာကြကောင်းတယ်ဆိုပြီးတက်ပြဖို့လုပ်ခဲ့ပါတယ်ဂျီယန်ရာကတော့အိုရိုချီမာရူကိုဆူနာရဲနဲ့အတူအရင်ကိုနိုဟာရွာကိုပြန်နှင်ဖို့ပြောလိုက်ပြီးသူကတော့စင်မီပါမဲ့ကလေး၃ယောက်ကိုစောင်းရောက်ဖို့မိုးလင်းရွာမှာအချိန်တိုင်းတာတစ်ခုထိနေခဲ့မယ်ဆိုပြီးပြောလိုက်ပါတယ်သူတို့ကိုစောင်းရှောက်ရင်ဂျီယန်ရာနာဂါတိုမှာကဘာကြီးကိုကဲတင်ရင်တစ်ချိန်ကရန်ချောက်တယ်ပညာရှိပိုင်ဆိုင်ခဲ့တဲ့ရီနီဂန်ရှိနေအောင်တိလိုက်ရပါတယ်ဂျီယန်ရာကနာဂါတိုကဘာကြီးကိုငြိမ်းချမ်းရေးဆောင်လာပေးမဲ့ဟော်ဂိန်းနဲ့ကလေးဖြစ်လောက်မဆိုပြီးတော့နာဂါတိုရိုင်ကိုနဲ့ကူနန်တို့ကိုကာကိုနဲ့နာဂါတိုရဲ့ရီနီဂန်ကိုထိချုံနိုင်ဖို့နင်ကျဲစုတွေတင်မဲ့ကိုဆုံးဖြတ်ခဲ့ပါတယ်နာဂါတိုကသူတစ်ပါးအောင်မတိကိုက်လို့တော့ဆန်တန်းနေနဲ့ယာယီကိုကူနန်တို့ကိုကာဝဲခြင်းနဲ့ဆန္ဒနှစ်ခုကြာမှသူမတိလိုက်ခဲ့ပဲလူတွေတက်မိနေတာကြောင့်လေးပြမလုံးဖြစ်နေခဲ့ပြီးဝမ်းနဲ့နေခဲ့ပါတယ်ဒါကိုဂျီယန်ကကဘာကြီးကအဆုံးမရှိပြိပခတွေနဲ့စစ်ပွဲတွေနဲ့ရင်ဆိုင်နေရတာကြောင့်အရေးကြီးတဲ့လူတွေကိုကာဝဲခြင်းတာမှန်ကန်တဲ့လုံးရပဲလို့ညှိနှိုင်းခဲ့ပါတယ်၃နှစ်ကြာလေ့ကျင့်ပြီးနောက်ဂျီယန်ကသူတို့၃ယောက်ကိုငြိမ်းချမ်းရေးရှာပေးဖို့အနှင်းခဲ့ပြီးတော့ကိုနိုရရောင်ကိုပြန်လာခဲ့ပါတယ်ဒီနေ့မှာတော့ဂျီယန်အကြောင်းပိုင်းတက်ကတော့ဒီလောက်ပါပဲပိုင်းနှစ်ကိုတော့နောက်တစ်ပတ်ဆန်ဒေးရဲ့ညနေ6နာရီမှာတင်ဆက်ပေးသွားမှာမို့ channel လေးကို like and subscribe လေးလုပ်ပြီးဘေးရောက်ခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ပါအောင်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့